တခင်ရှုနာမနိုင်အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ဆမ်မန်ဖြစ်ပါတယ်လို့ကျွန်တော်ဒီနေ့မှာတော့เนาะပုံမှန်ဖျားသချင်းလေးတွေကို upload လုပ်ပြီးတဲ့ပုံစံနဲ့မတူဘဲနဲ့အရေးတကြီးပေါ့เนาะ request လုပ်ချင်တဲ့အရာလေးပြချင်တဲ့အရာလေးရှိလို့ကျွန်တော်ဗီဒီယိုလေးတစ်ပုဒ်လုပ်ပြီးတော့မှတင်ပြလိုက်တာဖြစ်ပါတယ်လို့ကျွန်တော်ပေါ့เนาะဒီ SAMH44 gospel song ပေါ့နော် lyrics channel ကိုလုပ်ခဲ့တာအာ9နှစ်လောက်တော့ရှိပြီပေါ့နော်ဒါပေမဲ့ဖျက်သချင်းကိုဒီဇိုင်းမှတင်တာတော့3နှစ်ကျော်လောက်ပဲရှိပါသေးတယ်ဆိုတော့ဒီ channel လေးကိုအဓိကလုပ်တဲ့ရည်ရွယ်ချက်ကတော့ကျွန်တော်ကယုံကြည်သူတယောက်ဖြစ်တယ်ဖျက်သချင်းတွေကိုကျွန်တော်ရှာတဲ့အခါမှာနော် internet မှာရှာတဲ့အခါမှာအထူးသဖြင့်တချို့သချင်းတွေရှိမှချို့သချင်းကြတော့လဲရှာရခတ်တယ်ပေါ့နော်အဲ့တော့ကျွန်တော်ကိုယ်တိုင်နဲ့သချင်းတွေချူမကိုကိုချင်းတွေကိုရှာရင်နဲ့တနေ့မှ idea ရတယ်။အော်ငါကိုယ်တိုင်အတွက်လည်းအသုံးဝင်မဲ့ဆိုဖြစ်မဲ့ချင်းမွေးဖြစ်တဲ့ချင်းလေးတွေကိုဗီဒီယိုလေးလုပ်လိုက်ရင်နော်ငါလိုပဲတခြားလူတွေလည်းတနေ့မှဒီဗီဒီယိုလေးတွေအပြင်သူတို့အသုံးဝင်နိုင်တယ်ဆိုတော့အတီးပေါ့နော်တနေ့ကျွန်တော်မှဝင်လာခဲ့ပါတယ်ကျွန်တော်ဒီ channel ကိုစပြီးလုပ်ဖြစ်ခဲ့ဖြစ်ပါတယ်ဒီ channel ကိုစလို့တုံကတော့ရိုးရိုးပဲပေါ့နော်နောက်တစ်ချက်မှာ300ဆိုရေး channel ပါဒါပေမဲ့တဖြည်းဖြည်းနဲ့ channel လေးကကြီးလာပြီဖြစ်ပါတယ်အခုဆိုရင်ကြီးတော့တဲ့ကြောင့် subscriber 19000ကျော်18000နီးပါးလောက်ဖြစ်လာပြီပေါ့နော်ဆိုတော့ကျွန်တော်ရှေ့လျှောက်လဲဒီစာသားလေးတွေလုပ်ပြီးတော့မှဖျားချင်လို့ကျွန်တော်တက်နိုင်တဲ့လောက်စူးစမ်းပြီးဆက်ပြီးတော့အတစ်တွေပေါ့နော် upload တင်ပေးတော့မှာဖြစ်ပါတယ်လို့ဒီနေ့အဓိကကျွန်တော်ပေါ့နော်ဒီ Sun 44 channel ကိုအားပေးနေတဲ့ပုံမှန်ဝင်ရောက်ကြည့်ရှုပြီးတော့မှကောင်းကြီးဖြစ်နေတဲ့ခွန်အားယူနေတဲ့အထူးသဖြင့်ယုံကြည်သူမိသားစုညီကောင်မတော်များကိုကျွန်တော်ပေါ့နော် request လုပ်ချင်ပါတယ်တောင်းဆိုချင်ပါတယ်အဲ့ဒါကတော့ဘာလဲဆိုတော့ကျွန်တော်ဒီ gospel song lyric channel ဒါမှကပေါ့နော်ကျွန်တော်ဒီလွန်ခဲ့တဲ့2ပတ်လောက်စပြီးတော့မှတင်ချာနဲ့ပတ်သက်တဲ့ YouTube channel တစ်လေးတခုကျွန်တော်စပြီးလုပ်နေတာဖြစ်ပါတယ်အဲ့ channel လေးကိုလည်းကျွန်တော်ဒီမှာပေါ့နော်ရှိနေတဲ့မိသားစုတွေနာမည်သက်ပေးချင်တာဖြစ်တယ်အထူးသဖြင့်ဒီ channel မှာပေါ့နော်ကြည်နေတဲ့ညီကောင်မတော်မိသားစုအနေနဲ့ကိုယ်တိုင်အတွက်တော်လကောင်းပေါ့ကိုယ်နဲ့ဆက်ဆိုင်တဲ့မိတ်ဆွေမိသားစုတွေအတွက်ပေါ့နော်တင်ချပတ်သက်ပြီးတော့မှလေးလာခြင်းတဲ့သူတွေရှိမယ်တစ်ဖက်တစ်လမ်းတွေပြန်ပြီးတော့မှ knowledge အနေနဲ့ပေါ့နော်ထပ်ဖြစ်ခြင်းတဲ့သူရှိမှဆိုတော့အဲ့ဒီကျွန်တော်ရဲ့တင်ချ channel လေးမှာတော်ရပြီးတော့မှအခမဲ့ပေါ့နော်ကြည့်ရှုလေးလာနိုင်တယ်ဆိုတဲ့အကြောင်းကိုတင်ကောင်းပါချင်ပါတယ်အထူးသဖြင့်ပေါ့နော်အဲ့ဒီ channel လေးနဲ့လည်းကျွန်တော်မိတ်ဆက်ပေးချင်တာဖြစ်ပါတယ်ဟုတ်ကဲ့ဒီ channel လေးပါနော်SAMH ကျူတာဖြစ်ပါတယ်ကျွန်တော်ဗီဒီယိုတော့တိတ်အများကြီးမရှိသေးဘူးเนาะ9ပေါ်လောက်ပဲရှိပါသေးတယ်ဒါဒီ channel မှာတော့လောလောဆယ်တင် channel ပတ်သက်တာပဲကျွန်တော်တင်ရသေးတယ်ပေါ့နော်ကျွန်တော်ရှေ့ရှောက်ပေါ့တင် channel ပတ်သက်တာတင်အောင်မယ်ပြီးတော့မှအင်္ဂလိပ်စာပေါ့နော်နဲ့ပတ်သက်တဲ့ grammar တို့ speaking တို့နဲ့ပတ်သက်တဲ့သင်ခန်းစာကျွန်တော်ဆက်တင်သွားမှာဖြစ်ပါတယ်နောက်ပိုင်းပေါ့နော်ကျွန်တော်စိတ်ကူးထားတဲ့အရာလေးတစ်ခုပေါ့နော်ဒီအင်္ဂလိပ်စာတို့သင်ချတော့တာမကောက်ဘူးเนาะအခြေခံ written ဂီတာတီးနီးပါကျွန်တော်သင်ခန်းစာလေးလုပ်ပြီးတင်သွားပြီးတော့စိတ်ကူးထားပါမှာပေါ့เนาะဖျားစီမှာလည်းစစ်တောင်းနေပါတယ်ဆိုတော့ကျွန်တော်ဒီနေ့မှာအခုဒီဗီဒီယိုကြည့်နေတဲ့မိသားစုတွေကိုတောင်းဆိုချင်တဲ့အရာကတော့မိတ်ဆွေတို့အနေနဲ့ပေါ့နော်အပန်းမကြည့်ဘူးဆိုရင်ဒီ channel နဲ့ပတ်သက်တဲ့ဘာသာရပ်တွေကိုလည်းစိတ်ဝင်စားမယ်ဆိုရင်ပေါ့နော်ဒီ Sam Tutor channel လေးကိုကျေးဇူးပြုတော့မှ subscribe ပေါ့နော် subscribe လေးလုပ်ပေးထားပါပြီးတော့မှဒီခေါင်းလောင်းလေးပေါ့နော်ဒီမှာဆိုရင်ခေါင်းလောင်းနေလိုက်ရင်သူက all ဆိုတဲ့ဟာကိုယူပြီးပေါ့နော်ဒါဆိုတော့ကျွန်တော်ဗီဒီယိုအသစ်တင်တိုင်းမှာတွေ့နိုင်မှာဖြစ်တယ်ပေါ့နော်ဒါကတော့ကျွန်တော်မြေတားရဲ့ခံတောင်းဆိုတာဖြစ်ပါတယ်လို့เนาะတကူတကအတင်းချက်တော့မဟုတ်ပါဘူးကျွန်တော်နော်ဆက်ပြီးတော့မှအကျိုးရှိမယ့်အရာလေးတွေကိုဝင်မြတောင်းဖြစ်ပါတယ်လို့ဒီပညာရေးနဲ့ပတ်သက်တဲ့ knowledge sharing ကျွန်တော်ဆက်လုပ်သွားမယ်ပြီးတော့မှဆောကဒီဖျားရှင်နဲ့ပတ်သက်ပြီးတော့မှကျွန်တော်ဒီရှိပြီးသား channel ပေါ့နော် Sun44 channel ကိုကျွန်တော်ဆက်ပြီးတော့ဖျားရှင်တွေကိုအသက်ထပ်မှပြီးတော့မှအသက်တွေထပ်ပြီးတော့မှတက်ဆက်ပြီးသွားမှာဖြစ်ပါတယ်လို့ဟုတ်ကဲ့ဗီဒီယိုလေးကိုအစားဆုံးကြည့်ပြီးတဲ့သူတွေအထူးကျေးဇူးတင်ပါတယ်လို့เนาะကျွန်တော်တို့ရှေ့ဆက်ပြီးတော့မှဖျားခင်အတူပါရှိပို့ဆောင်ခြင်းအပြင်ကျိုးတို့နေသောအမှုရများမှအောင်မြင်ခြင်းရှင်လုံးဝမြောက်ခြင်းဘုံထိချခြင်းခုနှစ်တူဆက်လက်ပြီးတော့မှနေရများကိုပါဆိုင်နိုင်ကြပါစေလို့တကယ်ရှင်တော်မှာစတောင်းပေးပါတယ်လို့အားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်ကျွန်တော်
နောက်ထပ်ဗီဒီယိုတွေပေါ့နော်အတူတူပြန်တွေ့ကြပါမယ် God bless you all